အဲ့တော့ကျွန်တော်တို့အပြစ်ကိုသဘောပေါက်ဖို့ရအတွက်ကျွန်တော်အဲ့ဒါကိုရှင်းပြပေးမယ်အဲ့တော့နောက်ကကြားတစ်ကောင်အဲ့ဒီကြားတစ်ကောင်ကလူတယောက်ကိုလိုက်နေတဲ့ပုံစံလူဟာအပြစ်သားဖြစ်တယ်နော်အပြစ်ကနောက်ကနေယူတော့မှလိုက်နေတာအပြစ်ကအကြားကိုပုံဆောင်တယ်ကျွန်တော်နောက်ကနေအပြစ်ကအမြဲတမ်းလိုက်ခြောက်ချားစီတယ်ကျွန်တော်လူကကြောက်တယ်တောပြေကြားဆိုတာကတောထဲမှာလိုက်ရင်မှီတယ်တနေ့တည်ရမယ်ဒီကောင်ကြိုက်စားမှာပဲလူကအသက်ကြီးလာရင်တည်ရမှာပဲအပြစ်ရှိတဲ့သူတည်လို့ရှိရင်အပြစ်တရားကြီးအခဆိုတဲ့အကျွေးဟာအပင်ငရဲကိုဆက်ရမှာဖြစ်တယ်အဲ့ကြောင့်ဒီနေ့အပြစ်ကလွတ်ဖို့ရတဲ့လူကကြိုးစားတယ်ပြီးတယ်ဆိုတာကြိုးစားတာကောင်းမှုကုသိုလ်လုပ်တာဗျာအလှပေးတာဗျာသူများပေါ်မှာနော်မေတ္တာပြတာဗျာတရားဘာဝနာပွားများတာဗျာဒါတွေကကြိုးစားခြင်းတွေကြိုးစားတယ်လေလူကဘာကြောင့်လဲတင်ရင်ငရဲကြမှာ哦အပြစ်ကလိုက်နေပြီလေအဲ့တော့ဒီနေ့လူဟာအားရှိသည့်ကာလပတ်လုံးကကြိုးစားကြတာပဲတနေ့ကြတော့ပြင်းနဲ့ဒီမှာຫນွယ်ကျိုးနှချောင်းကြတယ်ဗျာကြောက်ကဘာကြီးခံထားတယ်လေအဲ့မှာຫນွယ်ကျိုးနှချောင်းကြတယ်အဲ့တော့ကြားရံကလွတ်ဖို့ຫນွယ်ကျိုးကိုခိုးပြီးတော့ဆင်းလိုက်ရင်တော့သူလွတ်မယ်လို့သူစိတ်ထဲမှာထင်တာပေါ့နော်တကယ်လည်းလွတ်ပါတယ်တခါတည်းຫນွယ်ကျိုးကိုခိုးပြီးတော့မှဆင်းထက်လိုက်တယ်အောက်တော့ရောက်အောင်မဆင်းနိုင်ဘူးဘာကြောင့်လဲဆိုတော့မိချောင်းဆိုတဲ့ငရဲကအစင်းသင်းဆောင်တယ်အဲ့မိချောင်းကငရဲကိုပုံဆောင်တယ်အဲ့တော့အပြစ်ဆိုတဲ့ကြားကိုကြောက်လို့ຫນွယ်ကျိုးနှချောင်းကိုခိုးဆင်းတော်ညာလဲအောက်ရောက်ရင်တော့မိချောင်းကအစင်းသင်းဆိုတော့မဖြစ်ဘူးအောက်လည်းမဆင်းရဲပဲနဲ့ຫນွယ်ကျိုးကိုလက်နဲ့လိန်ပြီးတော့မှတခြားကြိုက်ထားတယ်ကြစ်လက်နေအောင်ကဲဒါဆိုရင်ຫນွယ်ကျိုးကြောင့်စဉ်းစားရအောင်ຫນွယ်ကျိုးဆိုတာတရားသဘောဖြစ်တယ်ຫນွယ်ကျိုးနှချောင်းပြီးတရားသဘောကိုပုံဆောင်တယ်အဲ့တော့အပြစ်ကကြားကိုပုံဆောင်တယ်အပြစ်ကြောက်လို့တရားကိုခိုလုံထားတဲ့လူတွေကသဘောပေါက်ကြလားမသိဘူးနော်အပြစ်ကိုကြောက်လို့တရားကိုတွေ့ထားတယ်တရားကိုမိကိုကြတယ်သိရင်ငရဲကြမှာကြောက်လို့တရားနဲ့ပဲကျင့်납နေတယ်အောက်ကမစင်ရဲဘူးလေငရဲဆိုတဲ့မိကြောင်ရှိတာဟုတ်အဲ့တော့ဒီငရဲကိုကြောက်ပြီးတော့မှတရားသဘောအရကျွန်တော်တို့ကခိုလုံထားပြီမယ်ခဲတို့ဘယ်လောက်တွေ့နိုင်မလဲအားကောင်းရင်တစ်ရက်ပေါ့အားမကောင်းရင်တနားကြီးဆိုပြုတ်ကြမှာလို့သိကြတယ်အဲ့ဒီတွေ့ထားတဲ့သူမျက်လုံးကိုကြည့်ပါပြူးနေတာပဲဒီနေ့တရားကျင့်တဲ့သူမျက်လုံးပြူးနေကြတယ်နော်တရားကျင့်နေဟာမရအားလည်းပြတ်လာပြီအရင်တော့4 နာရီကမ္မထမ်းထိုင်တယ်အခု1 နာရီတော့မထိုင်နိုင်တော့ဘူးအားလည်းကုန်တော့မယ်သိရင်တော့ငရဲကြမှာပဲတရားကလည်းဘယ်လိုမှမကဲဘူးအပေါ်ပြန်တဲ့ရင်လည်းကြားအောက်ဆင်းရင်လည်းငရဲဟာဒီနေ့တူးလို့တန်းနေတရားသမားတွေဒီတိုင်းဖြစ်နေတယ်ကျွန်တော်ကျင့်ခဲ့တယ်ကောင်းတာလို့ရင်ကောင်းတဲ့နေရာရောက်မယ်ဆိုတော့လောက်တာပဲကောင်းတာလို့ရင်လည်းမကောင်းတာဖြစ်သွားတော့ဟာမကောင်းတဲ့အကုသိုလ်ကျိုးအပေကိုသွားရမယ်ဟာလုတ်ပြန်ရောဟာတရားထဲမှာပြန်လဲနေတာပဲဒီတရားသမားများတိတ်ခြောက်ချားစရာကောင်းတယ်ဒီကြားထဲမှာပြဿနာပိုတက်တာကအဲ့ဒီတရားကိုတွေ့ထားတဲ့အချိန်မှာလက်ကညောင်းပြီးတော့မှတန်တန်ဖြစ်ပြီးတော့မှအောက်ကိုပြုတ်မကြသေးပါဘူးတန်တန်တော့ဖြစ်ပြီးခုနကလိုမလိန်နိုင်တော့ဘူးအသက်ကြီးလာပြီအရင်တော့4 နာရီခံနိုင်တယ်အခု1 နာရီမထိုင်နိုင်တော့ကမ္မထာအဲ့တော့အရန်သူဒီနေ့ခြောက်ချားပြီးတော့မှအပေါ်ကလည်းကြီးလိုက်တော့ကြွက်နှစ်ကောင်ကကိုက်နေသေးတယ်ဗျာຫນွယ်ကျိုးမှလာပြီးတော့မှအမဲတစ်ကောင်အဖြူတစ်ကောင်ကိုက်တယ်ပုံဆောင်ချက်အမဲဟာညကိုပုံဆောင်တယ်အဖြူဟာနေ့ကိုပုံဆောင်တယ်နေ့နဲ့ညနဲ့ကအဲ့လူရဲ့အသက်တာကိုခြောက်ချားစေတယ်ဒီလူပြောတဲ့ကခင်ဗျားတို့ပါနော်ခင်ဗျားတို့စဉ်းစားပါခင်ဗျားတို့ပဲဒီနေရာနေရာယူလိုက်ဟဲ့တရားကျင့်တယ်နော်တရက်အသက်ကြီးလာပြီမနေ့ကကြီးလာဒီဘက်ကကြီးလာပြီနေ့နဲ့ညနဲ့ကကျွန်တော်တို့အသက်တာကိုခြောက်ချားစေတယ်အဲ့ဒီကျိုးပြတ်ကြရင်တရားသဘောကပြတ်တော့မယ်အဲ့တရားသဘောပြုတ်ကြရင်မိချောင်းပါဇက်ထဲမှာရောက်တော့မယ်ငရဲကြတော့မယ်တရားကကျွန်တော်တို့မကယ်တော့ဘူးဒီနေ့ကျပြုတ်တော့မယ်နေ့ကြိုက်လိုက်ညကြိုက်လိုက်နေ့ကြိုက်လိုက်ညကြိုက်လိုက်နဲ့အတိတ်ပဲနေ့နဲ့ညနဲ့ကကျွန်တော်တို့အသက်တာတွေကြီးလာတာအသက်ကြီးရင်ကျန်းစာထဲမှာလေသင်္ချမ်းကုန်းရောက်မယ်တဲ့အသက်တရားပေးလိုက်မတနည်းသေးရမှာပဲအသက်တရားမနေရအမှုတရားတွေ့ရတယ်ဒါပေမဲ့မသိနိုင်တဲ့အထက်ကဝိညာဉ်ခရောက်ထဲမှာရှိတယ်ကျွန်တော်ထဲမှာရှိတယ်အဲ့ဒီဝိညာဉ်ခန္ဓာတွေအထွက်ဘယ်ကိုသွားမှာလဲဒီနေ့လူတွေမစင်စားဘူးကောင်းတာလုံးရောက်မှာပေါ့မကောင်းတာလုံးတဲ့ကောင်ကြမှာပေါ့ခဲတော့ဘာလုပ်နိုင်လဲဘာလုပ်ခဲ့ဘူးလဲဘာလုပ်ဦးမှာလဲစဉ်းစားပါကောင်းမှုကုသိုလ်ပြုတယ်တဲ့အဲကုသိုလ်တပည့်ငရဲတလှဲနဲ့တော့တိုက်ရတာတပိဋကခက်ကုန်သွားပြီလှဲနဲ့ကိုတိုက်ရတာတလောက်ဆိုးသွားနေတဲ့ချိန်ကြီးမှာခဲတော့ကောင်းမှုကုသိုလ်ဘာလုပ်လို့ရမှာစင်တေကောင်ကြီးစိတ်တွေနဲ့ဖုံးလုံးမှာလားစဉ်းစားပါခဲဒီနေ့တနေ့ကိုလုပ်တဲ့အရာကိုစဉ်းစားမနေ့6 နာရီနဲ့ည6 နာရီလုပ်တာကိုပဲကျွန်တော်ပြောမယ်ကောင်းတာတွေညာဘက်မှာထားမကောင်းတာဘယ်ဘက်မှာထားညနေ6 နာရီကျချိန်ဝင်တဲ့ချိန်ကြီးဘယ်ကများမလဲ
မကောင်းတာများမယ်ဒါဆိုမကောင်းတဲ့အကုသိုလ်ကျိုးအပေကိုတို့ရုံပဲရှိတာပဲဘယ်လိုလုပ်ကောင်းတာလုပ်လို့ရမလဲတရားကကောင်းတယ်တရားကမှန်တယ်ဖြောက်မှတ်တယ်တည်ကြည်တယ်ဗျာပြောရင်ပြောသလိုလုပ်တယ်တရားဒါတရားသဘောဒါပေမဲ့ခဲလို့လိုက်နိုင်လားဒါကြောင့်တရားကျွန်တော်မကြိုက်ဘူးတရားကကျွန်တော်တို့မကယ်ဘူးဖယားကကယ်တာတရားနဲ့ဖယားနဲ့မျိုးရှိတယ်ဒါဖယားတရားလို့လာတယ်တရားဖယားလို့မလာဘူးဖယားအရင်ရှာဖယားရမှတရားဆိုတာသူ့ဘောက်ထွက်လာတယ်ဖယားမရဘဲနဲ့တရားလုပ်နေလို့တော့တန်တရားလဲနေမှာပဲနော်ဒါကြောင့်ဒီလူဟာနောက်ဆုံးတော့နေနဲ့ညနဲ့ကသူ့အသက်တာကိုကြောက်เสียကောင်းတဲ့အသက်တာဖြစ်လာတယ်အဲ့ဒီချိန်မှာသခင်ယေရှုခရစ်တော်ကိုလက်လန်းလို့ကြိုးစုတယ်ဝင်လေးပြင်ပန်းသူပေါင်းတို့ငါထံတို့လာငါဒီချမ်းသာပေးမယ်ဆိုတော့တရားကျင့်နေတဲ့ဝင်တွေလေးနေပြီအပြစ်ကိုကြောက်သလားမကြောက်နဲ့ယေရှုကိုလက်ခံလိုက်တာယေရှုယုံကြည်လက်ခံလိုက်တာနဲ့အပြစ်ဆိုတဲ့ကြားကပြန်သွားပြီမိကြောင်းဆိုတဲ့ငရေကကျွန်တော်တို့ဘာမှမဆိုင်တော့ဘူးယေရှုခရစ်တော်ကခဲလို့အပိုင်ရလိုက်ပါဒီထဲမှာအပြစ်လည်းကြောက်စရာမလိုငရေကြမှာကြောက်ဖို့လည်းမလိုတော့ဘူးနေ့နဲ့ညနဲ့လည်းမချောက်ချားတော့ဘူးနေ့ရကြိုက်တယ်ညကြိုက်တယ်လည်းမရှိတော့ကြောက်တာအကြိုက်ရက်သွားတယ်တည်ကျင်တဲ့ချိန်တည်လေကျွန်တော်ကောင်းကင်မှာရောက်မှာလားကျွန်တော်အတွက်ဘုရားရှင်ကပြင်ဆင်ထားပြီးပြီသူနဲ့ကျွန်တော်အပေါ်မှာရောက်ပြီးသားကိုလိုသဲအခန်းကြီး3အငယ်3မှာအကြောင်းမူကားသင်တို့သည်တည်သောသူဖြစ်သောကြောင့်သင်တို့အသက်သည်ခရစ်တော်နဲ့အတူဘုရားသခင်၌ဝှက်ထားလျက်ရှိဆိုတော့ယေရှုနဲ့အတူတူတည်တဲ့လဝကတိုင်မှာယေရှုနဲ့အတူတူကြိုးတယ်ယေရှုနဲ့အတူတူရှင်မြန်ထောက်မြောက်ပြီးတော့ခမဲတော်လက်ရဘက်မှာခမဲတို့ကျွန်တော်တို့အခုရှိနေတယ်အခုဒါယာယီတဲ့အသက်တရားဒီတရားပြီးရင်သူကတည်သွားမယ်မတည်နိုင်တဲ့ဝိညာဉ်ကကောင်းကင်မှာယေရှုနဲ့အတူတူရှိပြီးသားဘယ်ချိန်ထွက်ဘယ်ချိန်မဲ့တည်တယ်အပေါ်မှာကျွန်တော်တို့ကရှိပြီးသားဒါကခဏလေးယာယီတယ်အဲ့ဒါကိုယေရှုယုံကြည်လက်ခံတဲ့သူကဒီအခွင့်အရေးရတယ်ယေရှုကခရစ်ယာန်ဘုရားမဟုတ်ဘူးခရစ်တော်ဘုရားတဆူတည်းဖြစ်တဲ့အေကောဘုတ်တော်ဘုရားသခင်ဖြစ်တယ်အဲ့ဒီဘုရားရှင်ကိုအထက်မှာခေါ်ပေးလက်ခံမှာအခုယုံကြည်အခုလက်ခံအခုကယ်တင်ခြင်းပေးတဲ့ဘုရားမနှက်ဖြံမှမဟုတ်ဘူးယခုပင်ကယ်တင်ရနေ့ရက်အခုကယ်တင်ရအချိန်ကိုကျမ်းစာထဲမှာပြောသောကြောင့်ယေရှုကိုလက်ခံမှုခရစ်ဝင်မလေးပါ